ဒီမျိုးသမီးကတဲကနာရတစ်ခုရဲ့အလဲမှာပိတ်မိနေခဲ့ပြီးတော့ရုတ်တရက်ခြိုင်ဝမ်းတစ်ခုထဲမှာခီးတဲ့တင်လျင်တစင်းကိုတွေ့လိုက်ရတာကြောင့်သူမတော်ကိုပျော်ရွှင်သွားပြီးတော့မျောလင့်ချက်လေးတွေလည်းပြန်လည်ရှင်းတန်လာခဲ့တယ်။သူမအိမ်ပြန်နိုင်တော့မယ်လို့တွေးနေခဲ့လိုက်ပေမဲ့လေရင်နားကိုရောက်တဲ့အခါမှာတော့တခုခုထူးခြားနေတာကိုသတိထားမိလိုက်တယ်။သူမဘလောက်ပဲအော်ခေါ်နေပါစေလေရင်ကြီးစီကဘာသာမှထွက်မလာခဲ့ဘူး။သူမလည်းရှိသမျှတက်တီတွေကိုစူးစီးလိုက်ပြီးတော့လေရင်ကြီးနားကိုဖြည်းဖြည်းကလာခဲ့လိုက်တယ်။ဒီလိုနဲ့လေကားထစ်တွေပေါ်ကိုတက်လာပြီးတော့အထဲကိုဖြည်းဖြည်းချင်းဝင်လာခဲ့လိုက်ပြီးလေရင်ကောင်းကန်းထဲကိုရောက်တဲ့အခါမှာတော့ဒါကြီးကပျက်စီးနေတဲ့လေရင်ကြီးပဲဆိုတာသိလိုက်ရတယ်။ဂျူလီလည်းစိတ်တက်တွေကျဆင်းသွားခဲ့ရင်မဲ့လက်တော့မလျှော့သေးဘူး။သူမကလေရင်အမှုထမ်းခန်းထဲကိုပတ်ရှာကြည့်တော့လေရေပုံးလိုတစ်ခုကလွဲပြီးဘာမှထူးထူးခြားခြားမတွေ့ခဲ့ဘူး။ဒါပေမဲ့ပြတ်တင်းပေါက်ကနေလန့်ကြည့်လိုက်မိပြီးအချံတစ်ခုရသွားခဲ့တာကြောင့်သူမကလေရင်ရဲ့စခန်းထဲကနေတာယာတစ်လုံးကိုဆွဲထုတ်လာခဲ့ပြီးတော့မီးရှို့ပစ်လိုက်တဲ့အခါမှာတော့အနက်ရောင်မီးခိုးတွေကကောင်းကင်ဘုံကိုအလေးလိုက်တက်လာကြတယ်။ဒါကအကူအညီတစ်ခုခုရလိုက်မယ်လို့ထင်ခဲ့လိုက်ပေမဲ့အချိန်တော်ကြာတဲ့အထိဘယ်သူမှရောက်မလာကြဘူး။ဒီတော့သူမလည်းအနီးနားကမျက်စိကိုရှောက်လာခဲ့ပြီးတော့ပလတ်စတစ်ခွက်သေးသေးလေးနဲ့မြစ်ထဲကရေတွေကိုရေပုံးထဲကိုခတ်ထည့်နေခဲ့လိုက်တယ်။သူမရေရမ်းစာနေခဲ့ပေမဲ့တောက်ဖို့အောင်သတိမရခဲ့ဘူး။သူမကရေပုံးကိုနေရာတစ်ခုကိုတည်သွားနေခဲ့ပြီးတော့သူမရဲ့ဥတီယာနေရာကိုရောက်တဲ့အခါမှာတော့သူမနှလုံးသားကိုတူနဲ့ထုလိုက်သလိုခံစားလိုက်ရတယ်။အမြဲတမ်းရဲ့မောပျော်ရွှင်နေတတ်တဲ့ကလေးငယ်လေးတစ်ယောက်ကခုချိန်မှာတော့မျက်စိမိတ်ပြီးကားထဲမှာလဲလျောင်းနေခဲ့တယ်။သူ့မျက်နှာမှာလည်းအနီရောင်ကွက်တွေဖြစ်နေပြီးတော့သူမကားပြတ်တင်းပေါက်နာကပ်ပြီးအခြေကြီးအော်ခေါ်နေတာတောင်ကောင်းလေးကတော့လုံးဝကိုမလုံးမရှက်အိပ်ပျော်နေခဲ့တယ်။သူမလည်းဒီအချိန်မှာဘာလို့ရမှန်းမသိတော့တာကြောင့်ကားရင်းကအပူချိန်ကျဆင်းစေဖို့အတွက်ကားမှန်ပေါ်ကိုရေတွေအားလုံးလောင်းချပစ်လိုက်တယ်။ဒီတော့ခဏကြာမှပဲကောင်းလေးရဲ့လက်ချောင်းလေးတွေကစတင်လှုပ်ရှားလာခဲ့တယ်။ဒါကိုမြင်ရတဲ့ဂျူလီလည်းပျော်လွန်းလို့မျက်ရည်တွေတောင်ကျလာခဲ့တယ်။ဒီနောက်သူမကကလေးကိုထဲကနေကဲထုတ်နိုင်ဖို့အတွက်ကိုင်းချောက်တွေကိုကောက်ယူပြီးကားရှိမှမီးရှို့လိုက်ပြီးတော့ကားရဲ့မီးရေးပေါ်စနစ်ပွင့်ပြီးကားတကားပွင့်လာလိမ့်မယ်လို့ထင်ခဲ့လိုက်တယ်။ဒါပေမဲ့အစ်စ်မြင့်လုံးတဲ့ဒီကားကမီးခိုးတွေကားထဲရောက်လာတာနဲ့တကားပွင့်လာမဲ့အစားသတိပေးချက်တစ်ခုတက်လာပြီးတော့ပန်ကာကိုပါပိတ်ချသွားခဲ့တယ်။ဂျူလီလည်းသူ့မားကိုတီးသွားပြီးတော့ကျန်နေတဲ့ရေကိုသုံးပြီးမီးကိုအမြင်ငင်းတက်လိုက်ပေမဲ့အဲ့ဒီအချိန်မှာပဲကားရဲ့အပူချိန်က108ဒီဂရီကိုရောက်သွားပြီးတော့ပူလုံးလို့ကလေးကသတိလစ်သွားခဲ့ပြန်တယ်။ဂျူလီလည်းဘာလို့ရမှန်းမသိတော့ပဲကွက်ရှင်ကြီးကိုကင်ပြီးတော့ကားကိုပြင်းပြင်းထန်ထန်ရိုက်ခွဲနေခဲ့လိုက်တယ်။သူမကမှန်တွေကိုခွဲပစ်ပြီးတော့တခါလက်ကင်ကိုချိုးဖို့ကြိုးစားနေခဲ့ပေမဲ့အဆင့်ရမ်းမြင့်တဲ့ဒီကားကြီးကဘာမှမဖြစ်ဘူး။သူမဘာလို့ရမှန်းမသိဖြစ်နေတဲ့အချိန်မှာပဲရုတ်တရက်ကားဘင်းတွေကအနှိမ်ပိုင်းစီလိမ့်ဆင်းလာခဲ့တယ်။ဂျူလီလည်းတားဖို့ကြိုးစားနေခဲ့ပေမဲ့ကားကရမ်းလေးလုံးနေခဲ့တယ်။ကားကတဖြည်းဖြည်းနဲ့အလွန်နဲ့တဲ့6စီကိုလိမ့်ဆင်းလာခဲ့ပေမဲ့ကြောက်တုံးလေးတစ်ခုကကားပြီးအောက်ကိုခုသွားပြီးတော့6ကန်းပါဆုံးမှရက်တန့်သွားခဲ့တယ်။ခုချိန်မှာအထက်ကကလေးရဲ့အခြေအနေကလည်းတဖြည်းဖြည်းပိုဆိုးလာနေခဲ့တာကြောင့်ဂျူလီလည်းဆုံးဖြတ်ချက်တစ်ခုကိုအမြန်ချလိုက်ပြီးတော့သူမကကြောက်တုံးကိုကွက်ရှင်နဲ့ရိုက်ပြီးဖယ်ရှားလိုက်ပြီးတော့ကားကို6ကန်းပါတဲ့ကိုတွန်းချပစ်လိုက်တယ်။ကားကဆောင်းသွားတာနဲ့ကားရဲ့အလိုအလျောက်ပေးကင်းရေးစနစ်ကအသက်ဝင်လာပြီးတော့ဟိုက်ဒရိုလစ်စနစ်ကကားကိုတက်မှတ်ပေးလိုက်ပြီးမြေပြင်ပေါ်ကိုဘေးကင်းစွာပဲပြုတ်ကျလာခဲ့တယ်။ဂျူလီလည်းကားစီကိုချက်ချင်းပြေးလာခဲ့ပြီးတော့ချော်လဲနေတာတောင်မှနာယာကောင်းမှမသိခဲ့ဘူး။ဒီနောက်ကားကဘာမှမဖြစ်တာမြင်ရတော့အံ့ဩနေခဲ့တယ်။ကားလက်ကင်နေရမှာအလင်းရောင်လေးတစ်ခုထွက်လာပြီးတော့ကားတစ်ခါကပွင့်လာခဲ့တာကြောင့်တကားကိုအမြန်ဖွင့်ပြီးတော့ကလေးကိုခေါ်ထုတ်လိုက်နိုင်ပေမဲ့ကောင်လေးကသတိလစ်မေမျောနေခဲ့တာကြောင့်သူမလည်းဝမ်းနည်းနေခဲ့ရပြန်တယ်။ဒီနောက်ဆေးရုံကိုအမြန်သွားရမယ်ဆိုတဲ့အသည့်ကခေါင်းထဲကိုဝင်လာခဲ့တာကြောင့်ကားပေါ်ပြန်တက်ပြီးတော့စက်တင်ရန်ခလုတ်ကိုနှိပ်လိုက်ပြီးကားကိုဒီချိုင်ဝမ်းထဲကနေအလျင်မြန်ပဲမောင်းထွက်လာခဲ့လိုက်တယ်။ဒီလိုနဲ့ဆေးရုံကိုရောက်လာပြီးတော့ကောင်လေးကိုအရေးပေါ်ခန်းထဲကိုပို့လိုက်ကြတယ်။ဂျူလီလည်းကောင်လေးရဲ့မျက်လုံးတွေပွင့်လာတာမြင်မှပဲပျော်ရွှင်နေခဲ့ရပြီးတော့နောက်တစ်ခါအစ်စ်မြင့်တဲ့ကားတွေကိုဘယ်တော့မှမစီးတော့ဘူးလို့ဆုံးဖြတ်လိုက်ပါတော့တယ်။